လာခုံခါနီပတ်ဆက်သုံးစရာမရှိရောလို့ကြက်ဥတစ်လုံးကိုလေးလုံးဖြစ်အောင်လုပ်နည်းလေးပြောပြပေးပါမယ်ရှင်မင်းလိုဘဝတူတွေရှိရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်အာဟာရလည်းရှိပြီးရောပတ်ချက်လည်းအရန်ကိုချွေတာပေးပါမယ်ရှင်ပထမဦးဆုံးကြက်ဥကိုရေခဲတတာအပေါ်ထပ်မှာတညခဲပေးရပါမယ်ရှင်ခဲပြီးတာကြက်ဥကိုအခွန်ခွာပေးရပါမယ်ကြက်ဥကိုရေခဲတတာအပေါ်ထပ်မှာခဲတဲ့ချိန်အောင်လို့ရှိရင်ကြက်ဥအခွန်ကကွဲတတ်ပါတယ်အရတာတော့မပြောင်းပါဘူးရှင်ကျုပ်ရေခဲတုံးကိုနည်းနည်းထူထူလေးပိုင်းပေးရပါမယ်ရှင်အဲ့တော့ဒီလိုလွယ်လွယ်နဲ့ပဲကျုပ်တစ်လုံးကနေလေးလုံးဖြစ်သွားပါပြီရှင်ဒီအဆင့်မှာမြန်မြန်လေးလုပ်ပေးဖို့လိုပါတယ်ကျုပ်ရေပြောမှာဆိုလိုပါရှင်ပြီးရနဲ့စီနဲနဲမီအေးအေးလေးနဲ့ကျုပ်ကြော်လို့ရပါပြီမမေကညစာအနေနဲ့ဟင်းပွဲတစ်ပွဲဖြစ်သွားအောင်လို့ခရမ်းချင်ဒီထည့်ပြီးတော့ချက်လိုက်ပါတယ်ရှင်မြန်မြန်စားရအောင်လို့ခရမ်းချင်ဒီကိုလည်းကြိုပြီးတော့အနစ်လောက်ထားလိုက်ပါတယ်ရှင်အရတာကိုတော့ရိုးရိုးရှင်းရှင်းစားချက်သားမုံပဲငံပြားရဲ့အကြည့်နဲ့ငယ်ထည့်လိုက်ပါတယ်ရှင်ဒီလိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ပဲပတ်စံလဲချွေတာချက်ဥလည်းအများကြီးစားရပါမယ်ရှင်မင်းလိုဟင်းပွဲအနေနဲ့ခရမ်းချင်ဒီနဲ့ချက်မစားချင်ဘူးဆိုလို့ရှိရင်လည်းမီနီချက်ဥကြော်လေးကိုပါမုတ်နှစ်ချက်ကြားရနဲ့စားရင်လည်းတော်တော်လေးကိုရတာရှိပါတယ်ရှင်ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်